ီးသွားလို့ဟိုတယ်တွေတဲတိုင်းဒီလိုမျိုးဗီဒီယိုလေးတွေပုံလေးတွေရိုက်ခဲ့တဲ့အကျဉ်းရှိတယ်ဒါကတော့ Paris မှာရှိရဲ့ Ibis Budget Hotel မှာပါဒါ check in ဝင်ပြီးတော့ခန်းလေးကိုလိုက်ကြည့်နေရပါတော့ငါးလွှာမှာရှိရဲ့အခန်းပါဒီမှာတတိထားမိလားမသိဘူးအခန်းကလေကိုကအခုမှဝင်ကားသားပဲရှိသေးရဲ့ရှုပ်ပွားနေအဲ့ຢာကြီးကလေတိတိတက်တက်မရှိဘူးဟိုဘလိုပါလိမ့်ပေါ့နော်ပြီးတော့အခန်းထဲမှာ dryer မရှိဘူးဟို reception မှာ passport ငှားပြီးတော့ passport app ပြီးသွားငှားရတယ်ဟိုတယ်နာမည်က Ibis Budget Hotel တဲ့မနက်စာလေးကတော့မစိုးပါဘူးကောင်းခဲ့ပါတယ်ဒါ3ယောက်ခန်းပေါ့နော်တစ်ယောက်ကကျတော့ဘောထက်ကိုလေးမှာအိပ်ရတယ်အခန်းကအလင်းရောင်တော့တိတ်ပြီးတော့မကောင်းညဘက်ဆိုရင်ရေချိုးခန်းထဲဝင်တော့လေတပတ်တွေကလည်းတက်တက်ရရမရှိဘူးပေါ့နော်ကျမ်းမြင်နေလဲညစ်ပတ်နေရတယ်ဖြစ်ချင်တော့အဲ့ဒါအခန်းအတန်ရှင်းမဝင်ရသေးအခန်းဖြစ်နေရခဏနေတော့မှဒီမှာဒီ housekeeping staff ကနေပြီးတော့ရောက်လာပြီးတော့အခန်းလေးတေချာတန်ရှင်းပြီးတော့အိမ်ရခင်းလေးတပတ်တွေအသက်လဲပေးသွားပါပြီအခုတော့တန်ရှင်းသွားပါပြီတဲခဲ့ရတာအဆင်ပြေပါတယ်ရေချိုးခန်းလည်းတန်ရှင်းလုပ်ပြီးတော့တပတ်တွေပါလည်းဖြည့်ပြီးသွားပြီပေါ့နော်ဒီဟိုတယ်ကတညကိုဘယ်လောက်ပေးရလဲဆိုတော့ဒီ3ယောက်ခန်းပေါ့နော်တညကိုမြန်မာငွေနဲ့ဆိုရင်တော့9သိန်းလောက်ကျပါတယ်ဒီမနက်စာပါပြီးသားပေါ့နော်ဟိုတယ်မှာ check in ဝင်ပြီးရင်တော့ city tax ကိုထပ်ပေးရပါတယ်